အတူတကွဆုတောင်းရအောင်ဖဖေယားကိုရောယေရှုတင်တယ်ကိုရောရှိတော်တို့ကျွန်တော်တို့အတူတကွရှိတော်တို့မျက်မှောက်တော်ခံစားရတဲ့ခွင့်ပေးတော်ကြောင့်ယေရှုတင်တယ်။ online နဲ့ကြီးတဲ့ကျွန်တော်ညီကိုမောင်နှမများတော်၎င်းဒီမှာရောက်ရှိလာတဲ့တာသမီများတော်၎င်းကျွန်တော်တို့အသစ်တော်ကိုရောမြစ်တာကိုရောရဲ့ကောင်းကြီးခံစားစေပါယေရှုနာမနဲ့ဆုတောင်းပါတယ်ကျွန်တော်ဟာပါစတာစတူဖြစ်ပါတယ်ဒီပတ်ဟာ mission တာရနာပြုတဲ့နေ့ဖြစ်တယ်ကျွန်တော်ဟာကျွန်တော်အသင်းတော်ဟာဖျားသခင်နိုင်ငံတော်အတွက်ဘယ်လိုမျိုးအထီးရောက်ဆုံးအကောင်းဆုံးလှုပ်ဆောင်နိုင်မလဲဆိုတာကိုရည်ရွယ်ပြီးတော့မှကျွန်တော်ဟာ strategy ဆရာတရားဖြစ်ပါတယ် strategy ပြောတဲ့အခါမှာကျွန်တော်တို့နီးပညာပေါ့နော်ဘယ်လိုမျိုးအထီးရောက်ဆုံးအကောင်းဆုံးဤဝင်ကလေးလှုပ်ဆောင်နိုင်မလဲထီးရောက်နိုင်မလဲဆိုတာကိုကျွန်တော်တို့လှုပ်ဆောင်နိုင်တဲ့ချင်းဖြစ်ပါတယ်ရှေ့မှာကျွန်တော်တို့တွေ့ခဲ့တဲ့တာရဏပြုဆရာတွေဟာကမ္ဘာအနှံ့ကမ္ဘာနိုင်ငံရပ်တည်ပြီးမှဖျားသခင်မေတ္တာကိုဝေငှကြတဲ့တာသမီများဖြစ်ကြပါတယ်global gate ဆိုတဲ့တာနာလုပ်ငန်းနဲ့လည်းကျွန်တော်တို့ချိတ်ဆက်ပြီးတော့မှဖျားသခင်နိုင်ငံတော်မှာအတူတကွလှုပ်ဆောင်လာပါတယ်ဒီနေ့နှုတ်ကပတ်တော်ဝေငှမဲ့ဆရာတော့ကျွန်တော်တို့ ਨੇ လက်တွဲနေတဲ့ global gate ကောင်းဆောင်တယောက်ဖြစ်ပါတယ်သူစီကနေကျွန်တော်တို့မြောက်များစွာတင်ယူပြီးတော့မှတင်ယူကြရအောင်ခရစ်မလာခင်မှာကျွန်တော်တို့ short clip ကနေဖျားသခင်ဘယ်လိုတွေလုပ်နေလဲဘာတွေလုပ်နေလဲဆိုတာကိုနားထောင်ကြရအောင်ကျွန်တော်တို့အကောင်းဆုံးစူးစမ်းပြီးတော့လှုပ်ဆောင်နေပါတယ်အားနေတာတွေရှင်းခွင့်လွှတ်ပါကျွန်တော်နာမည် Christopher Stites ဖြစ်ပါတယ် Auckland မှာကျွန်တော်တာနာပြုနေပါတယ်ကျွန်တော်ဇနီးနဲ့အတူshort clip ကျွန်တော်တို့ကိုညီတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဖခင်ရဲ့နိုင်ငံတော်အတွက်တာ၍လှုပ်ဆောင်နိုင်ပါစေကျွန်မလည်း Texas မှာဖခင်ရဲ့နာမတော်ဘုန်းတော်ထင်ရှားဖွယ်လှုပ်ဆောင်နေပါတယ်ကျွန်မကိုကိုညီတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့ဇနီးမောင်နှံကတော့ဇမ်ဘီယာမှာတာရနာလှုပ်ဆောင်နေပါတယ်ကျွန်တော်တို့အသင်းတော်ကိုမွေးဖွားနေပါတယ်ကိုညီတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ် Hey, we're James and Katie together with our 4 kids. We're planting churches in Eastern Europe. Right now ကျွန်တော်တို့ဇနီးမောင်နှံတော့ယူရိုပမှာတာရနာပြုနေပါတယ် sport ကားအားကစားအဖြစ်တော်၎င်းမီဒီယာအဖြစ်တော်၎င်းလှုပ်ဆောင်နေပါတယ်ကိုညီတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ်ဒါအေရှားနိုင်ငံဖြစ်ပါတယ်ကျွန်တော်တို့အာရှမှာတာနာလှုပ်ဆောင်နိုင်ဖို့ရန်အိန္ဒိယမှာလှုပ်ဆောင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကိုညီခဲ့တာဝမ်းသာပါတယ်ဤဝင်ကြီးလိဖခင်ရဲ့နာမတော်တခင်ယေရှုနာမတော်တာရတင်ချတာရချက်ပြနိုင်ဖို့ရန်ကျွန်တော်တို့ကိုညီတဲ့အတွက်ကြောင့်ကျေးဇူးတင်တယ် Hi, my name is Warren Etheridge. I'm the director of Warren Farm ESC ကျွန်တော် TCU မှာဖခင်နိုင်ငံတော်အတွက်ဖခင်မြတ်တာကိုចောင်းသားတွေရှေ့မှာကူညီနေပါတယ်ကျွန်တော်မြောက်များစွာလှုပ်ဆောင်နိုင်ခဲ့တယ် short clip ရဲ့မဆာချင်းချောင်းဖြစ်ပါတယ် Hey Southcliffe, this is Dave coming to you from Thailand. Thailand မှာကျွန်တော်တာနာပြုနေပါတယ်ဤဝင်ကြီးလေးလုပ်တယ်တပည့်တော်မွေးထုတ်တယ်အသင်းတော်မွေးဖွားနေပါတယ်အသင်းတော်တည်ထောင်တယ်ကျေးဇူးတင်တယ် Hi Southcliffe, I'm Tyrion. And I'm Tony. We're your IMB missionaries serving here in Hong Kong. ကျွန်တော်မိသားစုတော့ IMB နဲ့လက်တွဲပြီးတော့မှဟောင်ကောင်မှာလှုပ်နေတယ် Hey there. My name is MJ Wade. I'm the director of partner and community services ကျွန်တော်က Fort ဒီအသင်းတော်မှာနော် Cornerstone မှာလှုပ်ဆောင်နေတယ် short
clip အနေနဲ့ကျွန်တော်တို့ကူညီခဲ့တဲ့အတွက်ကြောင့်ဝမ်းသာတယ် Hello, I'm Rodney Masona from Lusaka, Zambia. I'm So glad no, to state that Tanzania နဲ့ဖြစ်ပါတယ် short South clip အနေနဲ့ကျွန်တော်တို့ရှိတဲ့နေရာမှာခေါင်းဆောင်တွေမွေးဖွားဖို့ရန်ကူညီတဲ့အတွက်ကြောင့်ကျေးဇူးတင်ပါတယ် That's Mike Myers here from Beautiful Faith Ministries downtown Fort Worth. Hey, we started your place. We're partners together. အတူတကွဤဝင်ကလေးလှုပ်ဆောင်တဲ့ခါမှာကျွန်တော်တို့နော်လူကိုများသောတန်ခါးတဲ့ဖြစ်နိုင်ဖို့ရန်အတွက်ကူညီခဲ့တဲ့ short clip တင်တော့ကျေးဇူးတင်ပါတယ် That's how you liven up a 15-second presentation. တကယ်ကောင်းတဲ့ presentation ပြင်ဆင်မှုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော် New York ကနေလာတာဖြစ်ပါတယ် Like this in New York City. New York မှာဒီလိုမျိုးဖျားတဲ့ချွေးမောင်းကိုယ်ွယ်ဖွဲ့အတွက်အချိန်မပေးနိုင်ခဲ့ကြဘူးအခွင့်အရေးမရရှိခဲ့ကြဘူးဒါပေမဲ့ဒီနေရာမှာကျွန်တော်တို့အနေနဲ့ဖျားတဲ့နာမတော်ချီးမွမ်းနိုင်ဖို့အတူတကွကိုယ်ွယ်နိုင်ဖို့အခွင့်ပေးတဲ့ဖျားတဲ့နာမတော်ချီးမွမ်းပါတယ်ကျွန်တော်ကတော့ Texas နေမွေးဖွားခဲ့တယ် 2001မှာနော်ကျွန်တော် Texas ကနေ Muslim နိုင်ငံတာနာပြုတ်ခဲ့ပါတယ် Public transport vehicle in the อืม capital city had အဲ့ဒီ stickers နိုင်ငံမှာတော့ all over the windows for decoration. Now, one No. of the most popular stickers was အဲ့ဒီ 1980s မှာဆိုရင် Madonna ကား stickers. ပေါ်မှာ sticker နော်ရှိခဲ့တယ်ဘာရေးထားတယ်လဲကျွန်တော်နားမလဲဘူးအများကြီးရှိတယ် No. ဘာတွေကြောင်ညာနေလဲကျွန်တော်နားမလဲဘူးဒါပေမဲ့ကားပေါ်မှာကြောင်ညာစားတယ်အများကြီးတတ်ထားတာကျွန်တော်တွေ့တယ် Of Osama bin Laden. အိုဆာမာဘင်လာဒင်လာလေတဲ့လို့ကြားရတယ် Bin Laden became a hero. အဲ့ဒီနိုင်ငံကျွန်တော်တွားခဲ့တဲ့မွတ်စလင်နိုင်ငံမှာဘင်လာဒင်ဟာ Jesus, နာမည် servant ကြီးတယ် of the mount, နော် love your enemies, pray for those who အဲ persecute အဲ့ you. ဒီ That ခါမှာ became pretty real. ကျွန်တော်ရဲ့ I was from နှလုံးသားထဲမှာသခင်ယေရှုကယန်သူကိုချွတ်ပါချိန်ဆတဲ့လူတွေအတွက်ညင်ပန်းနေဆက်တဲ့လူတွေအတွက်ကောင်းချီးပေးပါပြောတာ who would venerate တတိရတယ်အခုကျွန်တော်ရဲ့ယန်သူလို့ခရစ်ယာန်တွေရဲ့ယန်သူလို့ဖြစ်နေတဲ့ Osama bin Laden ဒီမြို့ပေါ်ရောက်လာတယ်ပြောတဲ့ခါကျတော့ကျွန်တော်အနေနဲ့အင်မရာမခက်ခဲပါတယ် so that တင်းကိုညင်ပန်းနေဆက်တဲ့လူတွေတင်းကိုချိန်ဆတဲ့လူဆူတောင်းပေးပါကောင်းချီးပေးပါပြောတော့အော်ဘယ်လိုဖြစ်နိုင်မလားဆိုပြီးတော့မှနော်ကျွန်တော်ခက်ခဲခဲ့ပါတယ်အဲ့ဒါနဲ့မွတ်စလင်မှာရှိတဲ့အာဖရိကနိုင်ငံမှာနော်ကျွန်တော်သူတို့ရဲ့ဝါစလူလူမျိုးထဲမှာသူတို့ရဲ့ဘာသာစကားသူတို့ရဲ့ယဉ်ကျေးမှုတွေတင်ယူခဲ့တဲ့အိန္ဒိယချင်းတွေနဲ့အတင်းတင်းနေပြီးတော့မှပေါင်းတင်ခဲ့ပါတယ် this is your mud hut, no electricity, no running အဲ့ဒီမှာရေကောင်းမရှိဘူးမီးလည်းကောင်းကောင်းမရဘူး electric မီးနော် မရှိခဲ့ဘူး how God was already at work among these people. ဟာဒါပေမဲ့ဖခင်သခင်ကအဲ့ဒီမှာ sick ဟ and မ်ဘယ်လိုလုပ်နေသလဲ country a month ကျွန်တော်ရောက်ပြီးတော့မကြောက်ဘူးရှားမချင်းမကောင်းတဲ့အတွက်ကြောင့်ဖျားတယ်ဖျားတဲ့ခါကျတော့ကျွန်တော်ဆေးကိုရောက်သွားတယ် in a wheelchair, အဲ့ဒါနဲ့ကျွန်တော်နော်ကောင်းကောင်းမသွားနိုင်ဘူးကောင်းကောင်းကျွန်တော်ရဲ့နော်ဒီလိုမျိုးယောဂဘယ်လိုပြန်ကျမ်းမာလိုက်မလဲဆိုပြီးတော့မှကျွန်တော်ခက်ခဲနဲ့Texas မှာ4လအလုံးလုံးမတမဆွမ်းဖြစ်ခဲ့ပါတယ်ဒေါက်တာတွေကဒီယောဂနဲ့တင်ဒီယောဂနဲ့တိမ်မှာမဟုတ်ဘူးလို့ဆရာဝန်တွေကကျွန်တော်အားပေးခဲ့ပါတယ် within a month, medically evacuated again. အဲ့ဒါနဲ့ကျေးဇူးတော်ကြောင့် More years, visiting doctors, even going to the Mayo နှစ်ကျော်ကျွန်တော်ဆရာဝန်တွေနဲ့တွေ့ပြီးတော့မှဘယ်လိုမျိုးကျွန်တော်ပြန်ကျမ်းမာလာနိုင်မလဲဆိုတာကိုစူးစမ်းရုန်းကန်ရင်းနဲ့ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုဆောင်စားနေခဲ့ပါတယ်ဆရာဝန်တွေကတော့ဒါနဲ့မင်းတင်မှာမဟုတ်ဘူး that was God's way of giving me patience to go to seminary. အဲ့ဒီခါကျတော့ကျွန်တော်ကျမ်းစာကျောင်းတွားခဲ့တယ် Nicole was planning to live the rest of her life in West Africa. ကျမ်းစာကျောင်းပြီးရင်တော့ကျွန်တော်တို့အာဖရိကမှာဖခင်သခင်ရဲ့တာနာကိုဆက်လက်လှုပ်ဆောင်ဖို့ရန်ကျွန်တော်တို့ဆုံးဖြတ်ခဲ့တယ် I called from New York and said, "Hey, there are all these West Africans here. I အာဖရိကမြောက်ပိုင်းမှာဒီလိုမျိုးယောဂါတွေဘာဖြစ်တာလဲ check things out."
ကျွန်တော်ရဲ့ယောဂ I've been the only Christian ခက်ခဲနေတယ်ဒါကြောင့်ဒီယောဂကိုဘယ်လိုမျိုးကုသနိုင်မလဲပြီးတော့မှကျွန်တော်သွားတဲ့တာနာလုပ်ငန်းမှာဘယ်လိုကာကွယ်နိုင်မလဲဒီလိုမျိုးယောဂရှိတဲ့လူတွေကျွန်တော်ဘယ်လိုကူညီနိုင်မလဲဆိုတာကိုကျွန်တော်တွေ့တဲ့အာဖရိကဆရာဝန်တွေနဲ့ဆွေးနွေးခဲ့ပါတယ်ဒါနဲ့နယူးယောက်မှာနော်အဲ့မှာနယူးယောက်မှာပြန်ရောက်သွားတယ် I googled where do you find Malians in New York City. Eh. Harlem kept popping up. အဲ They show up in မာလီယန်ဆိုတဲ့လူမျိုးတွေ New York City. နယူးယောက်မှာရှိနိုင်မလားဆိုပြီးကျွန်တော်အင်တာနက်ကနေရှာတယ် Malian ladies, and I said,အဲ့ဒါ "Hey, နဲ့ are there any Malian people here?" မာလီယန်လူမျိုးတွေရှိသလား Outside on the sign. အာဖရိကနိုင်ငံနဲ့ရောက်လာတဲ့မာလီယန်လူမျိုးတွေရှိသလား What's happened? I just left looking for Malian အဲ I didn't know INS was deporting a whole bunch of people at that time. Eh. All of them were undocumented. ကျွန်တော်အနေနဲ့ရှာဖို့ရန်အတွက်အင်မတန်မှခက်ခဲပါတယ်ကျွန်တော်မှာစကားတချို့မာလီယန်စကားတချို့တော့ပြောနိုင်တယ် You need to go meet this other guy nearby. We're all women. They know all the men Eh. are working. I asked where ကျွန်တော်တွေ့ခဲ့တဲ့အာဖရိကလူမျိုးတွေကတိတ်ဒီမာလီယန်နဲ့အကျွမ်းမဝင်ကြဘူး God would lead us to New York was အဲ့ဒါနဲ့ ဝါစလူလူမျိုးတယောက်ကိုတွေ့ခဲ့တယ် ethnic groups in West Africa. အာဖရိကမှာနော်လူမျိုး1600ကျော်ရှိတယ် Probably met 10. အဲ့ဒီကဝါစလူလူမျိုးတယောက်ကိုတွေ့ခဲ့တယ် Group I used to live among. ဟွန်းဟွန်း Then 5 minutes 9မိနစ်ကြာတဲ့ခါကျတော့အဲ့ဒီလူကပြောတယ် from a Muslim background. ကျွန်တော်မွတ်စလင်လူမျိုးကနေပြောင်းလဲလာတဲ့ခရစ်ယာန်တယောက်ဖြစ်ပါတယ် Background. And I said, what မွတ်စလင်နိုင်ငံနေဟောဘယ်လိုမျိုးနဲ့ခရစ်ယာန်ဖြစ်လာနိုင်တယ်လဲ Which means I don't have time to tell you that story right အာ now, but it does ကျွန်တော်ရဲ့တမိုင်းအကြောင်းပြောရင်တော့ဘယ်လိုမျိုးခရစ်တော် dreams and visions. ရရှိလာတယ်လဲဆိုတဲ့အကြောင်းပြောရင်တော့အိုးအကြာကြီးပဲဒါပေမဲ့လူရင်းတူရှင်းပြောမယ်ဆိုရင်တော့ဖခင်သခင်ယေရှုကကျွန်တော်အိမ်မက်မှာပေါ်လာတယ်ကျွန်တော်ယူပါယုံမှာပေါ်လာတယ် And soအဲ့ဒါနဲ့ I was healed. အဲ I didn't know what that meant for the သခင်ယေရှုကကျွန်တော်ဟာ two more dreams. It အပြစ်ရှိတော်သူဖြစ်တယ်ဒါပေမဲ့တင်းရဲ့အပြစ်အတွက်ငါဟာလဝါကားတိုင်းပေါ်မှာအသေးခံတယ်ဆိုတာ3ရက်လုံးလုံးတော့သခင်ယေရှုကတစ်ချိန်ပြီးတစ်ချိန်ကျွန်တော်ကိုထင်ရှားပြတယ်အဲအိမ်မက်မှာယူပါယုံမှာဖော်ပြတဲ့အရာကိုကျွန်တော်စမ်းစာလေ့လာတယ်တဲ့အဲ့ဒီလူကပြောတယ်နော်စမ်းစာလေ့လာတဲ့ခါကျတော့ယောဟန်ထဲရောက်လာတဲ့ခါကျတော့သခင်ယေရှုဟာကျွန်တော်အတွက်အကိုစားအသေးခံတယ်ရှင်ပြန်ထမြောက်တဲ့သခင်ယေရှုခရစ်တော်ဖခင်ကျွန်တော်ကယ်တင်ရှင်ဖြစ်တယ်ဆိုတာရှင်ယောဟန်ထဲရောက်လာတဲ့ခါသူသဘောပေါက်သွားတယ်အဲ့ဒီကနေသခင်ယေရှုလက်ခံပြီးတော့တပည့်တော်ဖြစ်လာတာဖြစ်တယ်တဲ့ praying every day for the first churches to be started. အဲ့ဒါနဲ့ဒီလူကပြောတယ်အခုကျွန်တော်ဘယ်လိုမျိုးနဲ့အသင်းတော်ပါဝင်နိုင်မလဲဘယ်အသင်းတော်မှာပါဝင်နိုင်တယ်လဲဆိုတာကျွန်တော်ရှာနေတာဆူတောင်းနေတာအဲ့ဒါနဲ့ကျွန်တော်တို့နှစ်ယောက်တွေ့ရှိခဲ့တယ် That was our first full day in New York City. အဲ့ဒါနဲ့နယူးယောက်မှာပဲအသင်းတော်ကျွန်တော်တို့ဒီလူနဲ့စပြုတ်ခဲ့ကြပါတယ်အသင်းတော်နော်အသင်းတော်စပြုတ်ခဲ့ကြပါတယ်အော်ဆရာပဲဖခင်သခင်လှုပ်တဲ့ရာဖခင်သခင် But God's အမှုတွေဟာအော်ဆရာပဲ you just trusting God that wherever this life leads, ကျွန်တော်စီစဉ်တဲ့အတိုင်းဘဝဟာဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ဖခင်သခင်ရဲ့အလိုတော်ထဲမှာနေမယ်ဖခင်သခင်ရဲ့ဥဆောင်မှုနောက်ကိုလိုက်မယ်ဆိုရင်ကျွန်တော်တို့ဟာနော်ဖခင်သခင်ကကျွန်တော်တို့အတွက်ထားတဲ့ကံကြမ္မာကျွန်တော်တို့အတွက်လှုပ်ဆောင်စေခြင်းတဲ့တာနာလုပ်ငန်းကိုကောင်းမွန်စွာလှုပ်ဆောင်နိုင်မယ် should have been killed in Bangladesh. ကျွန်တော်ဘင်္ဂလားဒေ့ရှ်မှာလည်းနော် Christ, the အသေးခံပြီးတော့မှ sword to cut off တည်သွားနိုင်တယ်သခင်ယေရှုနာမနဲ့တည်သွားနိုင်တယ်ဒါပေမဲ့ကျွန်တော်အတွက်ဘင်္ဂလားဒေ့ရှ်မှာမတည်ရတာတော့ဖခင်သခင်ကအရေးကြီးတဲ့တာနာလုပ်ငန်းကျွန်တော်အတွက်ထားတယ်ဖခင်သခင်အရည်ရွယ်ချက်ရှိတယ်ဆိုတော့ကျွန်တော်တည်တော့ကြောင့်ဖြစ်ပါတယ် plan. I said, wow, that's Oh. what we Americans need to know. ဖခင်သခင်မှာကျွန်တော်အတွက်ကြီးမားသော super plan နော်ရှိတယ်ကြီးမားသောအကြံစီရှိတယ် Hobbies, our preferences, our ကျွန်တော်တို့လူချင်းတာကျွန်တော်တို့လှုပ်ဆောင်ချင်တာကျွန်တော်တို့ရဲ့အိမ်မက်တွေပေါ့လူအိမ်မက်တွေထက်တာလွန်တဲ့ဖခင်သခင်အိမ်မက်ကျွန်တော်တို့အတွက်ရရှိဖို့ရန်အရေးကြီးပါတယ် stumbled into diaspora missions. Oh, Heard the word diaspora at some diaspora point. mission လို့ခေါ်တဲ့
ဖခင်သခင်ကျွန်တော်အတွက်နော်အထူး originally used that to talk about စီစဉ်ရှိတယ် diaspora ဆိုတာ Israel all over the နော်ကမ္ဘာနိုင်ငံအသီးသီးမှာဖြန့်ကျဲကြတယ်ထွက်ပြေးသိမ်းရှောင်ကြတဲ့လူ diaspora တာနာလုပ်ငန်းလို့ခေါ်ပါတယ် years. ကျွန်တော်အနေနဲ့14နှစ်လုံးဒီလိုမျိုး The first ပြန်ချမ်းနေတဲ့လူမျိုးတွေစီမှာကျွန်တော်တို့တာနာပြုတာဖြစ်ပါတယ် Judson အဒွန်ရမ်ဂျက်ဆန်ကတော့ was a မြန်မာပြည်ကိုတာနာပြုခဲ့တဲ့ဆရာကြီးဖြစ်တယ်သူ့ရဲ့သားအင်္ဂလန်နယူးယောက်မှာနော်သူနယူးယောက်မှာသူစကားပြောခဲ့ပါတယ် over 100 years ကျွန်တော်တို့1941ထဲမှာ often thrilled by the thought that the long ဂျက်ဆန်တာနေဒီလိုပြောပါတယ် Adnar's life ကျွန်တော်အဖေလိုပဲတဲ့နော်ဤဝင်ကြီးတရားအတွက်ကျွန်တော်ဟာစိတ်အားထက်သန်ခဲ့ပါတယ် in our great cities. ဒီ We used to think အမေရိကန်မှာရှိတဲ့မြို့များမှာကျွန်တော်လည်းဖခင်သခင်နာမတော်ကို it would seem as if our heavenly Father ဖခင်သခင်နာမတော် Christians of America ထင်ရှားစေဖို့ဖခင်သခင်နိုင်ငံတော်ကျယ်ပြန့်စေဖို့ရဖခင်သခင်ကျွန်တော်ကိုခေါ်တယ်ဖခင်သခင်အတွက်ကျွန်တော်တတ်နိုင်တဲ့လောက်ရောက်တဲ့နေရာမှာနေရာတိုင်းမှာအသင်းတော်မှာအသင်းတော်ထူထောင်ဖို့မြို့နိုင်ငံတိုင်းမှာအသင်းတော်ထူထောင်ဖို့ရန်ကျွန်တော်ကိုယ်တိုင်ဆုံးဖြတ်ပါတယ် What's different between 1914 and now, if you know anything about 1940နဲ့ဒီနေ့အသက်တာဘယ်လိုမျိုးကွာတယ်လဲ there was some Chinese နော်ကွာတာပေါ့ firing of others. It wasn't all that 1914ခုနှစ်တုန်းမှာတော့လူဖြူတွေများတယ်နော်မွတ်စလင်တချို့ရှိတယ်လူမဲတွေတချို့ရှိတယ်ဒါပေမဲ့ဒီနေ့မှာတော့အများကြီးနော်ကွာသွားပြီနယူးယောက်မှာဆိုရင်တော့ဒီနေ့ have some of the least reached people groups ကမ္ဘာနိုင်ငံအရရနေရောက်လာတဲ့လူနည်းစုတွေကျွန်တော်တို့နယူးယောက်မှာတွေ့နိုင်ပါတယ် America. So in Metro အမေရိကကိုရောက်လာတဲ့ကျွန်တော်တို့လူမျိုး immigrant နော် COVID, I'm not sure how many people ကျွန်တော်တို့ဒုက္ခသည်တွေပေါ့ဒုက္ခသည်တွေလည်းရောက်လာတယ် and not just ပြီးတော့မှဂျူးလူမျိုးတွေနှစ်တန်းရှိတယ်နော်ဂျူးလူမျိုးတွေနှစ်တန်းရှိတယ် foreign Jewish population from Uzbekistan. ဘက်ကစ္စတန်နဲ့ရောက်လာတဲ့အာဖဂန်ဟာနေရောက်လာတဲ့လူတွေလည်းရှိတယ်သူတို့ရှင်နဂေါလို့ခေါ်တဲ့ဥပုသ္စာပေကျောင်းတွေလည်းရှိတယ် Arabic in the synagogue. သူတို့ That is incredible. Arabic နော်Arabic စကားပြောတဲ့လူလည်းရှိတယ် Hasidic Jewish groups that are ultra Jewish လူမျိုးတွေကျွန်တော်အများကြီးနယူးယောက်မှာတွေ့ရတယ် and it looks like the 1800s. သူတို့ရဲ့ရိုးရာယဉ်ကျေးမှု Israel. ရိုးရာယဉ်ကျေးမှုဒီနေ့ထိနော်ဝတ်ဆင်တဲ့လူလည်းကျွန်တော်တွေ့ရပါတယ် Of the Lord. They're around သူတို့ရဲ့ Muslims, ပွဲတွေ not နော် only Arabs, but also သူတို့ရဲ့ရိုးရာပွဲတွေလည်းဒီနေ့ထိလှုပ်ဆောင်နေပါတယ်ပြီးတော့မှဘင်္ဂလားဒေ့ရှ်နဲ့ရောက်လာတဲ့လူနည်းစုလည်းကျွန်တော်တို့တွေ့ရတယ် Muslim taxi cab driver, if not South Asia. တက်ဆီ maybe West Africa. ကားမောင်းတဲ့လူတွေလည်းကျွန်တော်တို့အာရှနိုင်ငံနဲ့ရောက်ရှိလာတာတွေ့ရပါတယ်ဟိန္ဒူတွေလည်းတွေ့ရတယ် Sikhs. ဟမ် That's just Metro ဟိန္ဒူလူမျိုးတွေဆိုရင်နော် members of unreached people 80တန်းပေါင်း80လောက်မဟုတ်ဘူး8သိန်းလောက်ရှိတယ် and for all practical purposes can live 8သိန်း their လောက်ရှိ entire တယ် lives without having a genuine relationship ဖ with ယားသခင်နဲ့အတွေ့အကြုံမရှိသေးတဲ့လူတွေအများကြီးရှိတယ်နယူးယောက်မှာ in the city of LA proper, just those members of unreached people groups in Metro New York. နယူးယောက်မြို့တစ်မြို့မှာပဲเนาะအံ့ဩစရာကမ္ဘာနိုင်ငံနဲ့အတီးတီးရောက်ရှိလာတယ်ဖယားသခင်တည်င်းကောင်းသခင်ယေရှုကယ်တင်ချွတ်မတိသေးတဲ့လူတွေမကြားသေးတဲ့လူတွေအများကြီးတွေ့ရပါတယ် Not Spanish speakers. Spanish လူမျိုးတွေလည်းတွေ့တယ်လူမျိုးတစ်မျိုးနဲ့တစ်မျိုးစကားမတူဘူး For missionaries. Every missionary I've known who အဲ့ဒါနဲ့သူတို့ Spanish လူမျိုးတွေလည်းတာနာပြုပြီးတော့နယူးယောက်မှာလာကြတာတွေ့ရတယ် dangerous place. Yet you can buy a hero in New York City. အဲ Access. ကျွန်တော်တို့နယူးယောက်မှာဆိုရင်နော်လူစွမ်းကောင်းတွေငှားပြီးတော့မှလူမျိုးနွယ်စုအတီးတီးကိုတွေ့ထိနိုင်ပါတယ် Picture said your picture is on our wall in Yemen. အဲ Any dress made ခင်ဗျားရဲ့ဓာတ်ပုံကိုရိုက်မယ်ခင်ဗျားရဲ့ဓာတ်ပုံကိုဟိုမှာနော်ကြော်ညာလို့ရတယ်ဆိုပြီးတော့မှကျွန်တော်တို့သူတော်ကောင်းမဟုတ်ဘူး relationships where သူရဲကောင်းတွေပေါ့နော်သူရဲကောင်းတွေနဲ့ကြော်ညာလို့ရတယ်ဒီလိုမျိုးသူရဲကောင်းတွေနဲ့လည်းကျွန်တော်တို့လှုပ်ဆောင်ပြီးအတူတကွလက်တွဲပြီးတော့မှတာနာလှုပ်လို့ရပါတယ် assimilate groups into whatever the
အမေရိကန်တွေရဲ့ အတွေးခေါ်မှာနော်ဘာလဲဆိုတော့အိုးတစ်ခုထဲမှာမှွေမယ်ဆိုအားလုံးအရေပျော်သွားမယ်ဆိုတော့ကျွန်တော်တို့မတူညီတဲ့လူမျိုးနွယ်စုတွေမတူညီတဲ့ယဉ်ကျေးမှုတွေမတူညီတဲ့ဘာသာစကားတွေအိုးတိုးထဲမှာမှွေနောက်လိုက်မယ်ဆိုတော့ရောင်မျိုးစုံပေါ်လာမယ်နော်ကျွန်တော်တို့မီဒီယာနဲ့ Skype နဲ့ Viber နဲ့အမျိုးမျိုးပေါ့နော်ကျွန်တော်တို့ထိတွေ့နိုင်တယ်cell phone လေးလည်းရှိကြတယ်သူတို့မှာတယောက်နဲ့တယောက်တစ်မျိုးနဲ့တစ်မျိုးကျွန်တော်တို့ဒီဖုန်းအဖြစ်မီဒီယာအဖြစ်ထိတွေ့နိုင်ပါတယ်အဲ့ဒါနဲ့သူတို့အာဖရိကနေရောက်လာတဲ့လူတွေဆိုရင်သူတို့ရဲ့နိုင်ငံတွေနဲ့ပြန်လက်ဆက်သွယ်ပြီးတော့မှနယူးယောက်မှာလည်းသူတို့ရဲ့နိုင်ငံအသေးစားလိုပဲခံစားကြတယ်ကျွန်တော်တို့ဖခင်မိခင်တွေကသူတို့ရဲ့သားသမီးတွေကိုယဉ်ကျေးမှုဘာသာစကားမပြောက်ကွယ်အောင်အဖခင်မိခင်ထိမ့်သိမ်းထားရပါတယ်အခုကျွန်တော်တို့တမန်တော်အခန်းကြီး1အခန်းငယ်8ကိုလေ့လာကြရအောင်သခင်ယေရှုပြောတဲ့စကားဖြစ်ပါတယ်ထို့တော့မရှိတော့လဲတဲ့တင်တို့ပေါ်သို့တန်ရှင်းသောဝိညာဉ်တော်ရောက်ရှိလာတဲ့အခါမှာဂျေရုရှလင်မြို့မှာစသောယူရပြည်ရှာမာရိပြည်မြေကြီးစွန့်တိုင်အောင်ငါရဲ့တက်တည်ဖြစ်ကြလိမ့်မယ်တဲ့အခုဆမာရိယာမှာငါရဲ့တာဒနာလုပ်ငန်းကိုကျေပြန့်စေမယ်ငါကိုစားစကားပြောကြမယ်ငါကိုစားအလုပ်လုပ်ကြမယ်ဆမာရိယာဖြစ်တဲ့ကျွန်တော်တို့မတူညီတဲ့ဘာသာစကားတွေကြားမှာငါရဲ့တည်င်းကောင်းကိုပြောကြမယ်ကျေးဇူးတော်ကြောင့်ကျွန်တော်တို့နော်ဒီမီဒီယာတွေ Facebook တွေရှိလာတဲ့အခါမှာဖရာသခင်ရဲ့နိုင်ငံတော်အတွက်ကျွန်တော်တို့ပို့ပြီးတော့မှလှုပ်ဆောင်နိုင်လာတယ်နော်ကျွန်တော်အနေနဲ့နိုင်ငံရေးတော်တဲ့လူမဟုတ်ပါဘူးဒါပေမဲ့နော်အမေရိကရောက်ရှိလာတဲ့လူတွေ immigrant တွေနဲ့ရောက်ရှိလူမျိုးစုံပဲနော်မွတ်စလင်လူမျိုးတွေလည်းရှိတယ်အမျိုးမျိုးတွေပေါ့နော်ကျွန်တော်ရဲ့အိမ်နီးနားချင်းတွေမှာလည်းရှိမယ်သူတို့ကျွန်တော်ဘယ်လိုမျိုးချစ်နိုင်မလဲသခင်ယေရှုကတင့်ရဲ့ယံသူကိုချစ်ပါပြောနေတယ်ယောနာရဲ့ပုံပြင်ကိုပြောပြီးတော့မှဖခင်သခင်ဤဝင်ကြီးလေးကိုဘယ်လိုမျိုးချက်ပြန်ဆင်းနိုင်မလဲငါတို့ဘယ်လိုလုပ်မလဲဆိုတာကိုကျွန်တော်အနေနဲ့ဒီနေ့ဖော်ပြချင်ပါတယ်ပြောပြချင်တယ်ဇောနာရဲ့ပုံပြင်ပြောရအောင်ဖခင်သခင်ခေါ်တယ်ယောနာကိုခေါ်တယ်နေနဗေမှာရှိတဲ့လူမျိုးတွေစီတည်င်းကောင်းသွားပြဖို့ရငါလူရှိတယ်အဲ့ဒီနေနဗေလူမျိုးတွေကတော့လူဆိုးတွေနော်ဖခင်လူတွေကိုအမြဲတမ်းပုံကန်ဆန့်ကျင်တဲ့လူတွေဖြစ်တယ်အဲ့ဒါနဲ့နေနဗေကသူကမတွားချင်ပဲနဲ့တာရှက်ဘက်ကိုတွားဖို့ရန်အတွက်ဆန့်ကျင်ဘက်နော်ယောနာထွက်ပြေးဖို့ရန်ရှောင်ပုန်းနေခဲ့ပါလေသူတင်ပေါ်ပေါ်တက်ပြီးတော့မှနော်ထွက်ပြေးသွားတယ်အဲ့ဒီချိန်မှာဖခင်ကလေပြင်းမုန်တိုင်းနဲ့လိုက်လာတဲ့ခါကျတော့လူတွေအားလုံးသူ့ကြောင့်ဒုက္ခရောက်ခဲ့ကြတယ်ကျန်တဲ့လူတွေအားလုံးကထိတ်လန့်ကြောက်တဲ့ခါမှာကြောက်နေတဲ့ချိန်မှာယောနာကျတော့နော်ဟိုမှာတင်ပေါ်ရဲ့အထဲမှာအိပ်ပျော်နေတယ်တင်ပေါ်ရဲ့ဘိုက်ထဲမှာအဲ့ဒါနဲ့သူတို့ရဲ့ကပတင်ရောက်လာပြီဟေးယောနာခင်ဗျားအနေနဲ့ဘာလို့ဒီမှာအိပ်ပျော်နေနိုင်သေးသလဲငါတို့တွေကဒီမှာဒုက္ခအတိရောက်နေပြီဘာကြောင့်တရားဆုမတောင်းပဲနဲ့ဒီလိုနေနိုင်တယ်လဲဆိုပြီးတော့သူ့ကိုမေးခွန်းထုတ်ကြတယ်မင်းဟာဘယ်သူလဲဘယ်ကနေလာတယ်လဲပြောတယ်အဲ့ဒါနဲ့သူကပြောတယ်ငါဟီဘရုလူမျိုးဖြစ်တယ်ဖျားအသက်ရှင်တဲ့ဖျားသခင်ကိုကိုးကွယ်တယ်ဣသရေလလူမျိုးတွေရဲ့ဖျားသခင်ကိုကိုးကွယ်တယ်လေနဲ့ကောင်းကင်မြေကြီးကိုဖန်ဆင်းတဲ့ဖျားငါထာဝရဖျားကြာရတဲ့လူဖြစ်တယ်လို့ပြောတယ်
ဒါပေမဲ့သူ့ရဲ့အချောင်းကိုပေါ့နော်ငါထွက်ပြေးလာတာတဲ့နော် It's all ဟာဘယ်လိုမျိုးဖြစ်လာနိုင်မလဲခင်ဗျ throw me off of the boat. အဲ့ဒါနဲ့ Well, they didn't want to do that. ယောနာဝန်ခံတယ်ကျွန်တော်ကို As hard as they could. ဖြစ်လိုက်ပါတဲ့ရေထဲကိုဖြစ်လိုက်ပါ Raged and they ကျွန်တော်ရေထဲကိုဖြစ်လိုက်တယ်ဆိုရင် Lord did not hold up. ဒီလေဖြစ်မုန်တိုင်းငိမ့်သွားမယ်ခင်ဗျားတို့လည်းဒီဒုက္ခနဲ့လွတ်မြောက်သွားမယ်ပြောတဲ့ခါကျတော့ Immediately, the storm calmed. တင်ဘောပေါ်မှာရောက်လာတဲ့လူတွေအားလုံးလဲသဘောတူပြီးတော့ယောနာကိုပြစ်လွတ်လိုက်တယ်ပြစ်လွတ်လိုက်တာနဲ့တပြိုင်နက်တည်းလေပြစ်မုန်တိုင်းရပ်နှံ့သွားရပ်တန့်သွားတဲ့ခါကျတော့လူတွေအားလုံးလဲဟာအော်ဆရာပဲသူ့ရဲ့ဖယားဟာနော်တကယ်အသက်ရှင်တဲ့ဖယားကယ်တင်တဲ့ဖယားပါလားလို့ထာဝရဖယားကိုကြောက်ရွံ့တဲ့စိတ်တင်ဘောပေါ်မှာထိုင်တဲ့လူပေါ်မှာရောက်လာတယ်ယောနာအတွက်လည်းဖယားသခင်ငါးကြီးကို Go to that great ပြင်ဆင်ပြီးတော့မှ and preach the message. I ငါကြီးရဲ့ဘိုက်ထဲမှာထားလိုက်တယ် probably not smelling too nice. อืม Goes to အဲ့ဒါ Jonah နဲ့သူဆူတောင်းတယ်ဆူတောင်းတဲ့ခါကျတော့ to the city. Now, ဖခင်ကငါ့ကိုပြန်အန်ဆေပြီးတော့မှဒုတိယချိန်ဖခင်နှုတ်ကပတ်တော်ရောက်လာတယ်အခုမင်းနင်းနဗီကိုတွားရတော့မယ်ပြောတော့ဒီတစ်ခေါက်တော့သူကဖခင်မလိန်ရတော့ဘူးဖခင်ကိုနော်မညာတော့ဘဲနဲ့တုံးရက်လုံးလို့နင်းနဗီကိုတွားပြီးတော့မှဤဝင်ကလေးတွားတယ်ဤဝင်ကလေးကို chasing him, Eh. actually listen to this message အပြည့်လွှာဤဝင်ကလေးဝေငှပါတော့တယ် of their acts and fasting and mourning. Even the word ယောနာနေနဲ့ငါ့ကိုတတ်ချမလားငါ့ကိုကြောက်ခဲနဲ့ပြစ်ချမလားဆိုပြီးတော့ရိုးရစိုးရင်တဲ့ຢာတွေလေပျောက်ကွယ်သွားပြီးတော့မှအခုဘယင်ကြီးကနေစပြီးတော့မှခလေးတွေကနေစမိခင်တွေဖခင်တွေလူငယ်တွေခလေးတွေအားလုံးနော်တယောက်မကြံတရိษံအပါရေအစာရှောင်းတော့မကောင်းရေရှောင်းပြီးတော့မှ၃ရက်လုံးလုံးဖရာသခင်ကိုချင်းကပ်လာကြတယ်။နောင်တဆင်းနဲ့ဖရာသခင်စီလာကြပါတယ်။နင်းနဗီမျိုးကိုရောက်ရှိလာကြ။နင်းနဗီကိုယောနာရောက်ရှိလာတယ်။ဒီຢာတွေမြင်တွေ့တဲ့ခါကျတော့အော်ဆရာပဲ doing it anyway, and that's it. So just obey him right away. ။ဘာတွေဖြစ်ပြက်မလဲ Another chapter. Here's what Eh. happens next. အခုဘာပြန်ဖြစ်တယ်လဲယောနာအသက်တာပြန်ချရအောင် Furious with the Lord. ဟာယောနာစိတ်ဆိုးတယ်ဗျဖရာသခင်ကို You're not စိတ် going ဆိုး to တယ် destroy the. I knew you would do this sort of ဟာ thing. That's ဖရာသခင်ဘယ်လိုလဲအခု I know that you're ကို loving, ရောက you're ဒီနေနဗီမျိုးကိုဖျက်ဆီးမယ်ပြောတယ်နော်အခုမဖျက်ဆီးဘူးကျွန်တော်တိသားပဲဒီလူတွေကနောင်တရပြီးတော့မှကိုရောစီပြန်လာတယ်ဆိုရင်ကိုရောကသူတို့တနာချင်တာပဲသူတို့အပြစ်မစင်ပဲနဲ့ခွင့်လွတ်မယ်ချစ်ချင်းမေတ္တာပြမယ်ဆိုတော့ကျွန်တော်တိတဲ့အတွက်ကြောင့်ကျွန်တော်မလုပ်ချင်တာဘယ်လိုဖြစ်သွားတာလဲဆိုပြီးတော့ဖရာတကယ်စိတ်ဆိုးတယ်ဗျဇောတကတက်တယ် looks over Nineveh. Maybe, just maybe, something will happen to it. And Eh. he's looking it over. ဘယ်ချိန်ကျရင်ဖရာတခင်ကဒီနေဒဗီကိုအပြစ်စင်မလဲဆိုပြီးတော့သူကစောင့်ကြည့်နေတာ Next day, got a စောင့်ကြည့်နေတဲ့ချိန်မှာဖရာတခင်သူ့ကိုနော် wind Eh. and a scorching sun that beat down သူ့ကိုဘူးတီးပင်လေးပေးလိုက်တယ်ဘူးတီးပင်ပေးတာကတော့နေပူတံကိုခံနိုင်အောင်ဆိုပြီးတော့မှ And နော် the Lord says, does it do you well to be angry about? ဒီဘူးပင်လေးကိုခိုရင်းနဲ့သူကတာတာရနေတဲ့ချိန်မှာမနေ့ပြန်ကျတော့ဖရာတခင်ဒီဘူးပင်ကိုဖြတ်စီးလိုက်တယ်အဲ့ဒါနဲ့သူကပြန်ပြီးတော့မှဇောတကတက်တယ်ဖရာတခင်စိတ်ဆိုးတယ်ဖရာတခင်ဘာလို့ဒါကိုသိစေတာလဲစိတ်ဆိုးတဲ့ခါကျတော့အဲ့ဒါနဲ့ It was gone within a ဖရာတခင်ယောနာကို concerned about စကားပြောတယ်ယောနာ should I ခင်ဗျာနော်စိုက်တာလည်းမဟုတ်ဘူးခင်ဗျာလှုပ်တာလည်းမဟုတ်တဲ့ဒီတစ်ပင်လေးတေတာနဲ့ဘာကြောင့်တရားစိတ်ဆိုးတာလဲစဉ်းစားပါဦးဒီအပင်ထက်ตาလွန်တဲ့အသက်ကလေးသူငယ်များတရိษံများဒီလူတွေတင်းနေနဲ့မမြင်ဘူးလား ဒီတစ်ပင်လေးတစ်ပင်ထက်ဒီလူတွေဟာငါရှေ့မှာပို့ပြီးတော့မှမြင့်မြတ်တယ်ပို့ပြီးတော့မှတန်ဖိုးရှိတယ်ဆိုပြီးတော့ဘုရားသခင်ကယောနာကိုစကားပြောပါတယ် to be your friends? Who did your own people call their enemy? အခုကျွန်တော်တို့ရောယောနာကဲ့သို့ကိုယ့်ရဲ့ရန်သူတွေကိုချစ်နိုင်သလားယောနာကဲ့သို့ဘုရားသခင်ကိုကျွန်တော်တို့
ဇောတကတက်နေသလား And when we ဖခင်သခင်ကိုကျွန်တော်တို့အပြစ်တင်နေသလားဖခင်သခင်မေတ္တာတော်ဟိုငါတို့ခံစားရတဲ့နဲ့နော်အခုကျွန်တော်တို့ရန်သူတွေနဲ့တွေ့တဲ့ခါမှာဒီရန်သူတွေဖခင်သခင်ရန်သူလို့ကျွန်တော်တို့ဆက်ဆံနေသလား စဉ်းစားဖို့ရအရေးကြီးပါတယ်ဒီရန်သူတွေငါတို့အနေနဲ့ရန်သူတွေလို့ခံစားတဲ့ဖခင်သခင်ကအင်မတန်မှတန်ဖိုးထားတဲ့အင်မတန်မှချစ်ပါတယ် ကျွန်တော်နယူးယောက်ရောက်တဲ့ခါမှာ9/11နော်2001တုန်းကဖြစ်ခဲ့တဲ့အဲ့ဒီ World Trade Center နှစ်ခုပြိုကျသွားတဲ့ဟာနော်အိုစမာဘင်လာဒင်တို့ဖွဲ့ဖြစ်စည်းခဲ့တဲ့အရာအကြောင်းဒီအရာကျွန်တော်အနေနဲ့ဒီအမေရိကကိုဖြစ်စည်းလာတဲ့မွတ်စလင်လူမျိုးတွေကျွန်တော်အနေနဲ့အင်မတန်မှစိတ်ဆိုးခဲ့တယ်မကြေမနက်ဖြစ်ခဲ့တယ်အတင်းတော်အတွက်မကဘူးအမေရိကအတွက်လည်းနော်ဒီမွတ်စလင်တွေဟာကျွန်တော်တို့အတွက်ရန်သူလိုကျွန်တော်တို့ဆက်ဆံခဲ့ကြပါတယ်ဒီရန်သူလိုလူမျိုးတွေကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးယောနာကဲ့သို့ဖျားခင်ကိုကျွန်တော်တို့ဇောတကတက်ပြီးတော့မှပြဿနာရှာမလားသူတို့ကိုဆန့်ကျင်နေအောင်မလားသူတို့နဲ့စိတ်ဆိုးနေအောင်မလား His heart did not match the heart of God for those people. And even ဖျားသခင်မြတ်တာတော့ယောနာပေါ်မှာရောဒီနင်းနဗီဖြစ်တဲ့အပြစ်သားတွေဖျားသခင်ဆန့်ကျင်တဲ့လူမျိုးတွေပေါ်မှာရောဖျားသခင်မြတ်တာဟာဒန်းတူပဲဖျားသခင်ကျေးဇူးတော်ဟာဒန်းတူပဲအခုကျွန်တော်တို့စဉ်းစားရအောင်ဖျားသခင်တင်တဲ့ကျွန်တော်တို့ကိုချစ်တယ်လို့ကျွန်တော်တို့ရဲ့ယန်သူတွေဖြစ်တဲ့နော်မွတ်စလင်တွေလားကိုယ်ညင်ပန်းနေဆက်တဲ့လူတွေလားဒါမှမဟုတ်ရင်ကိုဆန့်ကျင်ဖက်ပြုလဲလူတွေလားသူတို့တွေလည်းဖျားသခင်ချစ်တယ်ဆိုတာတတိထားရအောင်ဘာသာစကားလူမျိုးပေါင်းစုံချစ်တဲ့ဖျားသခင်ဖြစ်တယ်ကျွန်တော်ရဲ့ဘာသာစကားကျွန်တော်ရဲ့လူမျိုးမှမဟုတ်ဘူးလူမျိုးတကာတို့ချစ်တဲ့ဖခင်ဘာသာစကားအားလုံးကိုဖန်ဆင်းတဲ့ဖခင်ကျွန်တော်ကိုချစ်တဲ့ကဲ့သို့ကျွန်တော်ရဲ့ယန်သူတွေလည်းဖခင်ချစ်တယ်ကျွန်တော်ရန်ပြုတဲ့လူတွေလည်းဖခင်ချစ်တယ်ဆိုတာကိုပြန်ပြီးသတိရအောင်ယောနာအနေနဲ့သူ့စိတ်ထဲမှာနော်အခြားလူမျိုးတွေကိုဥပခါပြုတာအထင်သေးတာကိုလူမျိုးယူလူမျိုးတွေကိုပဲဣသရေလလူမျိုးတွေကိုပဲအထင်ကြီးတဲ့စိတ်သဘောထားရှိခဲ့ပါတယ်ဖခင်ရဲ့စကားနားထောင်တယ်ပြောပေမဲ့ဖခင်ရဲ့စိတ်တော်နဲ့မတွေ့ထိခဲ့ဘူးမတက်တာလို့တာနော်မငင်းနိုင်လို့တာငင်းရင်သူဒုက္ခရောက်မှာမို့လို့တာသူ့အနေနဲ့နော်နေနဗီကိုတွားခဲ့တယ်ဒါပေမဲ့ဖခင်ရဲ့မေတ္တာမရှိခဲ့ဘူးဖခင်သခင်ရဲ့နော်နှလုံးသားနဲ့ချစ်ချင်းမေတ္တာကျေးဇူးတနာဂရုဏာနဲ့သူဟာတာနာပြုခဲ့တာမဟုတ်ပါဘူးကြည့်ကျွန်တော်တို့9/11ရောက်လာတဲ့အခါမှာအမေရိကမှာလည်းမွတ်စလင်လူမျိုးတွေနဲ့ဒီနော် immigrant တွေကိုဆက်ဆုပ်ယွန်ရှာခဲ့တယ်မုန်းတိခဲ့ကြပါတယ်ဒါပေမဲ့အော်ဆရာနော်ဒီဖြစ်ပျက်ကကျွန်တော်တို့ယုံကြည်သူတွေကိုအမြင်မှားတဲ့နေရာနဲ့ယောနာလူကျွန်တော်တို့ရဲ့အမြင်မှားတဲ့နေရာနဲ့ဖခင်ကကျွန်တော်တို့နှလုံးသားအတွေးခေါ်အမြင်တွေပြောင်းလဲစေပြီးတော့မှအခုနယူးယောက်မှာဆိုရင်လူမျိုးတကာတို့စီမှာမွတ်စလင်လူမျိုးများအပါဝင်ကျွန်တော်တို့တာသနာပြုနေပါတယ်ဒါဟာနော်ဖခင်သခင်ရဲ့စိတ်တော်နဲ့ညီညွတ်တဲ့အလုပ်လုပ်ဖြစ်ပါတယ်တင်နဲ့ကျွန်တော်တို့ဖခင်သခင်ကနော် super plan လို့ခေါ်တဲ့ကြီးမားသောရည်ရွယ်ချက်အကြံစီရှိပါတယ်အဲ့ဒါနဲ့ကျွန်တော်မွတ်စလင်လူမျိုးတွေစီမှာနယူးယောက်မှာဆိုရင်ဤဝင်ကြီးလေးပြုဖို့ရန်လမ်းစဖွင့်ပေးခဲ့တယ်ကျွန်တော်တို့အင်္ဂလိပ်စာစတင်ပေးခဲ့တယ်သူတို့အခုကျွန်တော်တို့နှစ်ပေါင်း20နီးနီးရှိပြီအဲ့ဒီမှာ
New York မှာတာနာလုဆောင်ချင်အဖြစ် since 9/11, laborers of mission 9/11 နဲ့နောက်ပိုင်း people in their အခု workplace that are loving ထောင်နဲ့တောင်းနဲ့ချီတဲ့လူတွေက churches ဖခင်ရဲ့တည်င်းကောင်းကိုကြားသိကြတယ်ကယ်ရင်ချင်းတို့ရောက်ကြတယ်နော်အသင်းတော်တွေလည်းမွေးဖွားလာတာကိုမြင်တွေ့ရပါတယ် organizations with focused outreach. There are hardly any organizations focused on reaching Muslims in Metro New Muslim, York 20 years ago. no. And now there's an Oh, abundance. 9/11 မဖြစ်ခင်မှာတော့မွတ်စလင်လူမျိုးတွေဘယ်သူမှဂရုမစိုက်ခဲ့ကြဘူး Actually ဒါပေ started မဲ့ the first Muslim background Christian ဖခင်သခင်ရဲ့ church in New York City. ကျေးဇူးတော်ကြောင့်ကျွန်တော်နော် All မွတ်စလင် background Christ in the အနေပြောင်းလဲလာတဲ့လူတွေအားဖြင့်အသင်းတော်အခုစခဲ့တာနှစ်ရှိခဲ့ပြီ Muslims are turning အသင်းတော် to အစ်စ် Christ ပေါ့ in အဲ့ဒါ large numbers. One of my West မွတ်စလင်လူမျိုးတွေ African, main West ကယ်ရင် African ချင်းရရှိလာတယ် Muslim အံ့ဩစရာပဲ background, I should say, that I partner with in New York City is baptized over 100 ကျွန်တော်တို့ African West Africa မှာရှိတဲ့မွတ်စလင်လူမျိုးတွေလည်းနော်ကျွန်တော်တို့နဲ့အတူလှုပ်ဆောင်ခြင်းအဖြစ်ဟိုးတနိုင်ငံမှာလည်း David Garrett ရပေါင်းမြောက်များစွာတွေဟာနော် spent several years researching ရပေါင်းများစွာထောင်ပေါင်းများစွာကယ်တင်ခြင်းရရှိကြခဲ့ပါတယ် this kind of narrative, this story, to find out whether it's true or not true, but this myth that lots of Muslims were turning to Christ. အံ့ဩစရာပဲနော် David Garrison ကပြောတယ် သူအနေနဲ့ဖျားသခင်ကနော် Church Planting Movement အဖြစ်လူထောင်ပေါင်းမြောက်များစွာကယ်တင်ခြင်းရတယ်ဆိုတာအံ့ဩစရာထောင်နဲ့ချီပြီးတော့မှမွတ်စလင်လူမျိုးတွေကယ်တင်ခြင်းရတယ်ဆိုတာသူကနေဖော်ပြပါတယ် And so you got 1,400 years of history up till 9/11. He counted 13 Muslim movements to Christ in 1,400 years. ကျွန်တော်တို့နော် 9/11 မရှိခင်မှာတော့နော် Now higher than this. မ We're now counting ွတ်စလင်ကြားမှာလှုပ်ရှားမှုက73ခုလောက်ပဲရှိတယ်တဲ့ just in the last 20 years. အခုနှစ်ပေါင်း20ကြားမှာတော့ Muslims have come to Christ since 9/11 than in the history of Islam beforehand combined. အော်အံ့ဩစရာနော် This is the other story of 9/11 မတိုင်ခင်မှာဤဝင်ကြီးလှုပ်ရှားမှုမွတ်စလင်နိုင်ငံမှာကယ်တင်ခြင်းရရှိမှုဟာ73ခုလောက်ပဲဆိုအခုကတော့ 9/11 နောက်ပိုင်းမှာတော့နှစ်ဆမကနော်အမေရိကနိုင်ငံမှာရောကမ္ဘာနိုင်ငံအသီးသီးမှာမွတ်စလင်တွေကြားမှာဤဝင်ကြီးပြန့်ချဲမှုနဲ့ဖျားတဲ့နိုင်ငံတော်ပို့ပြီးတော့မှကျေပြန့်တဲ့အံ့ဩဖွယ်ရမြင်တွေ့ရတယ်အံ့ဩဖွယ်အံ့ဩစရာပဲနော် Saudi Arabia was paying, get this, ဆော်ဒီအာဘေးမှာရောအာဖဂန်နစ္စမှာအာဖဂန်မှာရောယီမနစ်မှာရော and they နော် have a view that is not entirely accurate that America is a Christian country. You see that quote from Edward Judson in 1940? အမေရိက It's really အမေရိကမှာအမေရိကဟာနိုင်ငံဟာခရစ်ယာန်နိုင်ငံမဟုတ်ဘူး။အိုမွတ်စလင်တွေအများကြီးလည်းရှိတယ်ဆိုတာနော်သူတို့လည်းတွေ့ရှိခဲ့တယ် I also know of Saudis who have come to the United အခု States ဆော်ဒီမှာဆိုရင်လည်းနော် full of gifts to give to all of those ခရစ်ယာန်တွေအများကြီးဖြစ်ကြတယ်မွတ်စလင်နိုင်ငံနဲ့ပြောင်းလဲလာကြတာတွေ့ရပါတယ် suitcase was never opened in several years. အံ့ဩစရာပဲ States because no one invited ဟွန်း them into their home. မွတ်စလင်နိုင်ငံဒီအမေရိကမှာမွတ်စလင်လူမျိုးတွေမြောက်များစွာရှိခဲ့တော့လေ9/11မတိုင်ခင်ထိကျွန်တော်တို့ဤဝင်ကလေးတရားကိုဒီမွတ်စလင်လူမျိုးတွေစီမှာကျွန်တော်တို့ကယ်တင်ခြင်းမပြောကြခဲ့ပါဘူး Musa, that first Wasalu man we met in New York City, he opened the doors back to his homeland. He received a new status when အဲ့ဒါ he နဲ့ came to America of a big အေး daddy. နော် And so he said, you need to ကျွန်တော် go တို့ back and share the gospelအေး with my people and bring other Malian Christians with you. မော်လီလူမျိုးတွေလည်းဤဝင်ကလေးတရင်ကောင်းချပြီးတော့မှနယူးယောက်မှာကယ်တင်ခြင်းရလာတဲ့ခါမှာ At his very သူတို့လည်းဖျားရခိုင်းတယ်မင်းရဲ့လူမျိုးတွေစီမှာပြန်ပြီးတော့မှကယ်တင်ခြင်းပြောပြရမယ်အဲ့ဒါနဲ့နယူးယောက်မှာသူ been telling me, he said, all the ကျွန်တော်ရဲ့လူဖော်ဆောင်ဖက်တရပေါ့နော် I've gone through that they tried ဒီ to လူလည်း indulge ကယ်တင်ခြင်း It's ပြော now ခဲ့ပါတယ် now dozens of my people, even in my village, အခု have come to Christ. သူအားဖြင့် Wasalu churches have been ဝါစလူနော်လူမျိုးတွေပြောင်းလဲလာတယ်နယူးယောက်ကနေပြောင်းလဲလာတယ်အဲ့ဒီပြောင်းလဲလာတဲ့ခါကျတော့နယူးယောက်ကနေသူတို့ကယ်တင်ချင်းတရင်ကောင်းဝင်ငှားတယ်ပြီးတော့မှတာနာလုပ်ငန်းလာတဲ့တာနာလုပ်လာတဲ့ခါမှာသူတို့ရဲ့
အာဖရိကမွတ်စလင်နိုင်ငံမှာသူတို့ရဲ့တောရွာသူတို့ရဲ့တိုင်းနိုင်ငံမှာတာရနာပြုနိုင်ကြတာကိုတွေ့ရတယ်။ဟောသူတို့နော် In North America, Muslims ကယ်ရင်ချင်းတွေရရှိလာကြတယ်။အော်ဆရာပဲ learning the same language as Christians around them, not only from Americans but other immigrant Christians who make up the large သူတို့ရဲ့လူမျိုးတွေစီမှာတရင်ကောင်းပြောတာမကဘူးအမေရိကရောက်ရှိလာတဲ့အခြားလူမျိုးတွေမွတ်စလင်လူတွေကိုသူတို့ကဥတီပြီးတော့မှတာနာပြုနိုင်ခဲ့တယ် people groups that they didn't have in their homeland. 95% သူတို့ people from တိုင်းနိုင်ငံမှာအာဖရိကမွတ်စလင်နိုင်ငံမှာနေတော့အီဝီဂလီတရားကိုကြားနာခွင့်မရှိခဲ့ဘူးဒါပေမဲ့အမေရိကရောက်လာတဲ့အခါမှာအီဝီဂလီတရင်ကောင်းကြားနာရတဲ့အခွင့်ရလာတယ်အီဝီဂလီတရင်ကောင်းကြားနာရတဲ့အခွင့်ရတွေတမကအီဝီဂလီကယ်ရင်ချင်းရရှိပြီးတော့မှပြန်ပြီးတော့မှဒီနယူးယောက်ကနေဒီအမေရိကနေသူတို့ရဲ့တိုင်းနိုင်ငံကိုပြန်လဲပြီးတော့မှတာရနာပြုနိုင်ခဲ့ကြတာတွေ့ရပါတယ်အော်ဆရာပဲ about a plant. อืม Should I not be concerned about those 100? ယောနာခင်ဗျားအနေနဲ့ You can go to the next slide. တင်မပြုတ်တဲ့တင်မဆိုင်တဲ့ Say to us, ဘူးပင်လေးတစ်ပင်ကြောင့်စိတ်ဆိုးတယ်နော်ငါ့ကိုဇောတကတက်တယ်ဟုတ်လား you're concerned အဲ့ about ဒီ your, ဘူးတစ်ပင်ထက်တန်ဖိုးများစွာကြီးမြတ်တဲ့ you're ကလေး concerned သူငယ်များလူငယ်များနော်ဒီတိုင်းနိုင်ငံကိုငါပို့ပြီးတော့မှတန်ဖိုးမထားသင့်ဘူးလားလို့ယောနာကိုဖျားတဲ့စကားပြောတယ်လို့တင်နဲ့ကျွန်တော်လည်းစဉ်းစားရအောင် should I not be ဩငါတို့အနေနဲ့ရောဒီတိုင်းပဲနေမလား ကိုယ့်ရဲ့တက်တောင့်တက်တာမှုပဲရှာမလားဘူးပြင်းလို့ဖြစ်နေတဲ့နော်ကိုယ့်ရဲ့တက်တောင့်တက်တာရာအဲကွန်လေးထဲမှာပဲကျွန်တော်တို့နေမလားဒါမှမဟုတ်ဖရာသခင်ရဲ့အကြံစီတိုင်းဖရာသခင်စိတ်တော်နဲ့အညီကျွန်တော်တို့ဤဝင်ကြီးလေးပြုဖို့ရန်ကိုယ်ကိုရန်ပြုတဲ့လူတွေစီမှာ whose love extends? ကျွန်တော်တို့မြင်ပါနေဆက်တဲ့လူမျိုးတွေစီမှာမြန်မာပြည်အတွက်ဆိုရင်ကျွန်တော်တို့ကရင်ကချင်တွေအတွက်ဗမာလူမျိုးတွေဖြစ်မလားနော်ကျွန်တော်ချင်းတွေအတွက်ဗမာလူမျိုးတွေဖြစ်မလားယောနာအတွက်သူတို့ကိုမြင်ပါနေဆက်တဲ့နည်းနည်းကြီးလူမျိုးတွေကတင်ရှိရရှိဖို့သူအလိုမရှိဘူးဒါပေမဲ့ဖခင်အလိုရှိတယ်ဒီလိုပဲကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ယုံကြည်သူဖြစ်တဲ့ကရင်ကချင်လူမျိုးတွေအတွက်မြန်မာလူမျိုးတွေအတွက်ဗမာလူမျိုးတွေအတွက်ဆုတောင်းဖို့အရေးကြီးပါတယ်ဆုတောင်းရအောင်ဖခင်သခင် See where ကျွန်တော်တို့အနေနဲ့ we are not aligning with your ကိုရောရဲ့စိတ်တော်နဲ့မတွေ့ရှိခဲ့တဲ့ຢာတွေခွင့်လွတ်တော်မူပါကိုရောချစ်တဲ့တိုင်းမချစ်နိုင်တာခွင့်လွတ်တော်မူပါကိုရောဂယုဏထားတဲ့အတိုင်းဂယုဏမထားနိုင်တဲ့ဟာခွင့်လွတ်တော်မူပါကျွန်တော်တို့ကိုပြောင်းလဲစေပါ to the others. သူတစ်ပါးထံကိုရောရဲ့မေတ္တာကျွန်တော်တို့ပြသနိုင်ဖို့ရန်ကျွန်တော်တို့ကိုမဆပါသခင်ယေရှုနာမ၌ဆုတောင်းပါ၏အာမင် Well, there's so many things အာမ that င် Clay, you said to me, Chris, you said to me through your message today, and I know that those of you that are watching, those of you that are here have been touched.